မင်္ဂလာပါဒီနေ့တော့ဟီဇဲကလူမမာစာချက်စုပြုတ်လေးပြုတ်ထားပါတယ်ပထမဦးဆုံးဟီဇဲတို့ချက်သားတွေကိုရေးဆေးလိုက်ပါတယ်ပြီးလို့ရှိရင်တော့တဲမဲ့ဦးတွေကိုချက်သားလေးတွေကိုထည့်လိုက်ပါမယ်ဟီဇဲကတဝက်ကိုတော့ပြုတ်ပြီးတော့တဝက်ကိုကြော်စားမှာဆိုတော့နည်းနည်းပဲထည့်လိုက်ပါတယ်ညှိနှမ်းပြောက်ဖို့အတွက်လိုအပ်တဲ့ချက်သွန်ဖြူချက်သွန်နီဂျင်းဒါလေးတွေကိုတော့ကြိုပြီးလုပ်ထားလိုက်ပါတယ်ချက်သွန်အနီကိုတော့အသေးလေးတွေကိုပဲတုံးထားပါတယ်โอเคအဲ့ဆိုရင်ပြုံးမဲ့အိုးတွေကိုစက်သားတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့စက်သွန်နီထည့်မယ်စက်သွန်ပြူထည့်မယ်ပြီးရင်ကျင်းလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့ဟေဇယ်ကငမ်းမြရဲ့အချီငမ်းမြရဲ့အနောက်ခရုစီနည်းနည်းနဲ့တကြားနည်းနည်းတို့ကိုထည့်လိုက်ပါတယ်ထုံးစံတိုင်းငရုတ်သီးအကျန်းအမုံလေးတစ်စုံနဲ့ထည့်ထားပါတယ်ဒါကတော့ဟင်းခတ်အမွှေးချိုင်နေနဲ့ကတော့အချိုမုံနေစားရီမတုံးတော့ဘဲနဲ့ခနောနဲ့ပဲတုံးထားပါတယ်ငရုတ်သီးအကျန်းမုံကိုလည်းဇွန်းတစ်ဝက်လောက်တော့ထည့်ထားရပေါ့နော်ဒါပေမဲ့မွေးလေးဖြစ်တာကငရုတ်သီးအစိမ်းရပဲမွေးတာဆိုတော့ငရုတ်သီးအစိမ်းလေး4-5ထောင်ကိုရေးဆေးပြီးတော့ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်တော့စက်သားမြုပ်သွားတဲ့အထိဟေဇယ်ရီလောင်းထည့်လိုက်ပါတယ်ရေးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့မီအေးအေးလေးနဲ့15မိနစ်20လောက်ပြုတ်ပြီးသွားလို့ရှိရင်အရသာရှိပြီးတော့အာဟာရပြည့်ဝတဲ့လူမမာစားလို့ရတဲ့ကြက်ပြုတ်ရည်လေးရပြီပဲဖြစ်ပါတယ်ဟေဇယ်ကတော့ဒါကို OTTO ကမတီကိုကာလေးနဲ့ချက်ထားတာဖြစ်ပါတယ်အရေးသားအိုးရီဆိုလို့ရှိရင်ဒီအိုးလေးကတော်တော်ပြုတ်ရတာလွယ်တယ်ပေါ့နော်ခောက်ဆွဲပြုတ်စားလို့ရှိရင်လည်းဒီအိုးနဲ့ပဲတစ်ခါလေးစားလိုက်ပြီးသွားရောဟေဇယ်ကိုယ်တိုင်ကလည်းဆေးရုံပြနေရမလို့အာဟာရဖြစ်ပြီးလွယ်ကူတဲ့ဟာလေးတွေပဲချက်စားဖြစ်ပါတော့တယ်